Hello အားလုံးပဲမင်္ဂလာပါ The Dress House မြန်မာ page လေးကဘိုင်ဒုက1 promotion လေး6လပိုင်းတစ်လလုံးရှိတာကိုသိပြီးကြပြီလား3000ခွဲတန် dress လေးနှစ်ထည်ဝယ်ယူရုံနဲ့28,000တန် dress လှလေးတစ်ထည်ပြန်ရမှာနော်ခုချီနူးဝပြထားတဲ့ dress လေးတွေကဝတ်လိုက်ရင်ကတင်ကြကြလေးနဲ့ body shape ကိုပို့ပေါ်စေတယ်သူ့ရဲ့ dress လေးတွေကဒူးနာလောက်လေးချုပ်ပေးထားတော့အတုံငိုရဲတဲ့ကောင်မလေးအတွက်လည်းအဆင်ပြေတာပေါ့နော်ဒီဇိုင်းလေးတွေကလည်း daily ကနေပွဲတက်အထိဝတ်လို့အဆင်ပြေတဲ့ဒီဇိုင်းလေးတွေကြီးပဲချီနူးကြိုက်တဲ့ဒီဇိုင်းလေးတွေကိုပဲရွေးဝတ်ပြထားတာနော် The Dress House မြန်မာ page လေးမှာကခေါင်းဝအရှိလှလှလေးတွေနဲ့စကက်အရှိလေးတွေကိုလည်းရွေးချယ်ပြီးတော့မှာယူလို့ရပါသေးတယ်ခုလို dress လှလှလေးတွေကိုလည်းအယောင်ဆုံးဒီဇိုင်းစုံထုတ်ပေးထားတာဖြစ်လို့မိမိစိတ်ချရွေးချယ်ပြီးတော့မှာယူလို့ရပါတယ်ရှင်ဒုကဝ promotion လေးကလည်း6လပိုင်းတစ်လလုံးရှိတာဖြစ်တဲ့အတွက် dress လှလှလေးတွေနှစ်ထည်ဝယ်ရုံနဲ့တစ်ထည်တောင်လက်ဆောင်ထပ်ရမှာဆိုတော့ဒီအခွင့်အရေးကိုလက်လွတ်မခံပဲခုပဲသွားမှလိုက်တော့နော်အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်တတာ